မင်္ဂလာပါအားလုံးကျမ်းပါပါစေချမ်းသာပါစေနော်။ဘာရဲ့ကိုမျက်နှာမြဲဖန်ကိုတဲ့ကြောင့်အားလုံးပျော်ရွှင်ကြပါစေကြောင်းဘိုင်းစုမကောင်းတောင်းပါတယ်။ဒီနေ့က30ရက်6လ2025ပေါ့နော်။ခုတလုံးမှာဘိုင်းက fire တင်းနေပြတင်းနေနာမဲ့တစ်တော့ဖြစ်ပြပလိုက်တော့တင်းရတာအစင်မပြေဘူးဖြစ်တယ်။ရခိုင်ရေးကိုပြောချင်တယ်ဆိုရခိုင်မှာကြောက်ဖြူကလည်းအေးစေးပဲတောက်လျှောက်ကိုကျွန်တော်တို့စစ်ကြောင်းထိုးနေတာတွေ့ရတယ်။နောက်ကိုနေ AI တိုင်းပဲဆိုလဲ၄မျက်နှာမနေ့ကဆိုကြီးနှစ်ချက်ပဲဖောက်တာရှိတယ်။တနေ့ကုန်အေးစေးဘာမှဇေယျမရှိဘူးဇေယျငြိမ်တာမျိုးတွေ့ရတယ်။အဲ့ဒါမျိုးရှိတယ်။အဲ့မျိုးကျရခိုင်ဘက်မှာဆိုလဲဒါပြီးခဲ့ရက်ကကွန်မန်ဒိုစစ်ကြောင်းတွေကတော်တော်ရခိုင်ဘက်မှာ AI တိုင်းဘက်မှာတော့ကွန်မန်ဒိုစစ်ကြောင်းတွေတော်တော်ထိုးတယ်ဗျ။ကွန်မန်ဒိုစစ်ကြောင်းထိုးတယ်တမထက်ကြောင်းဆိုတာဘုံမကျော်စိုးလင်းလားမသိဘူးနော်။ဘုံကျော်စိုးလင်းလားမသိဘူးတမမှုပေါ့တမထက်ကြောင်းကအဲ့ဒီပုံကိုယ်တွေရဲ့ဦးစီးမှုတွေတော်တော်များများဒီဘက်မင်းလာဘက်တွေကိုစစ်ကြောင်းထိုးပြီးရှင်းနေတာရှိ AR တိုင်းဘက်တွေကိုစစ်ကြောင်းထိုးပြီးရှင်းနေတာရှိတယ်ရှိတော့ဒါကျွန်တော်တို့အနေနဲ့တော့ကြိုးဆိုပြီးတော့ဝမ်းသာပြီးဖြစ်ရတာပေါ့ဗျာအရေးချင်းရှိတဲ့စစ်သားတယောက်ကအရေးချင်းရှိတဲ့တပ်မတော်သားတယောက်အရေးချင်းရှိတဲ့အရာရှိတယောက်တကယ်ခေါင်းဆောင်ကောင်းတယောက်ကမိမိတို့နေမြေမှာတိုင်းမှုတွေအစားပေါ့နော်ကိုယ်နေမြေမှာဒီအကြမ်းဖက်ရှိတယ်ဆိုတော့ကွာဒါမိမိရဲ့အရေးချင်းပဲဒီလိုပဲပြောရမယ်အရေးကြီးတဲ့တိုင်းမျိုးတွေလမ်းအောင်ပါဘာအကြမ်းဖက်မှရှိစရာအကြောင်းမရှိဘူး။နော်ဒါမျိုးလေးတော့ပြောချင်တယ်။သူ့မနေ့ကဆိုလို့ရှိရင်ဒါAR တိုင်းတခွင်လဲအေဂျင့်နဲ့ကောင်းတယ်စစ်ကြောင်းတွေထိုးတာရှိတယ်ပါမော်တာစက်တက်လေဒီတွေနဲ့လည်းဖြုံနေတာရှိတယ်ဘကိုးရုပ်တစ်ကြောင်းလုံးရှိတယ်တချို့ကလည်းကျွန်တော်တို့ကဒီချိန်မှာလျှို့ဝှက်တွေလုပ်ပေးရမယ့်အနေအထားမျိုးရှိတော့လျှို့ဝှက်တွေလုပ်ပေးနေတာမျိုးရှိတယ်နော်နောက်တစ်ခုသတင်းတွေဆက်တဲ့ဒီလိုသတင်းအကြောင်းအရာလေးတွေပြောတဲ့နေရာမှာလည်း TikTok ကလည်းအခုချိန်မှာသူတို့အကြမ်းဖက်တွေကဒါရှုံးတဲ့နေရာတွေများနေလို့လားမသိပြောလို့ကိုမရတော့တာတက်ကအောင်မြင်မှုတွေကိုဒီမှာအာရဝါရဟာဘလို့ချရဘလို့တော့ပြောချင်တာပြောလိုက်တာနဲ့တကုန်းစုကောက်ဖြတ်သွားတော့ကျွန်တော်လည်းတိတ်မပြောရဲတော့ဘူးမပြောတော့ဘူးဖြစ်နေတယ်ဒါပေမဲ့ပြောရဲဦးဆိုမှနည်းနည်းတော့ပြောလိုက်အောင်ပဲကြောင်ဝဲမှာဆိုလည်းဒါဖေးထုတာဒါပင်လုံလန်းလားကမ္ဘောဇရှမ်းကြောင်ရှိမှရှိတဲ့တိုက်ဒီပါညာဆိုအဲ့မှာဆိုလဲပလောင်နေတော်တော်ခိနေနော်ရှစ်လုံးလားမသိမနေ့ထုတာပလောင်နေတော်တော်ခိနေဒီရက်တည်းမှာအဲ့ကြောင်ဝဲကိုကောင်းကောင်းကျွေးတဲ့နေမှာသူတို့ရဲ့ဓာတ်ဘော်လီတွေတော်တော်များတယ်နော်ပလောင်ဘက်ကဒါသတင်းထုတ်ပြန်တဲ့အနေထားတောင်မှဒါပလောင်ဘက်ကသတင်းထုတ်ပြန်တဲ့အနေထားတောင်မှဒါကိုရေးပါဝင်ဒါဗလား22ဦးတို့နော်ကြောက်ပေါင်းနောက်ကရွှေဓာတ်အပါဝင်ပေါ့ဗျာရွှေဓာတ်အပါဝင်15ဦးရယ်နောက်တစ်ခါကျတော့ကိုကျော်ဦးအပါဝင်22ဦးရယ်ကိုကျော်ဦးအပါဝင်73ဦးရယ်အားလုံး49ဦးဒါသူတို့ထုတ်ပြန်လိုက်တာရှိတယ်ပြီးတော့သူတို့ပလောင်တွေကပြီးလိုက်ပြီးတော့သူတို့အဲ့အကောင့်ကိုချက်ချင်းပြန်ပြီးတော့အဲ့ဒီ post ကိုချက်ချင်းပြန်ဖြတ်သွားတာကိုကျွန်တော်တို့တွေးလိုက်ရတယ်နော်အဲ့တော့သူတို့ရဲ့သတင်းအရင်းမြစ်တွေကိုလည်းကျွန်တော်တို့ကယူပြီးတော့ဒါမျိုးပြည်သူတွေသိအောင်ချပြရတာမျိုးရှိတယ်နော်အဲ့တော့ကြောင်ဝဲမှာလည်းသူတို့လစ်တာတွေတော်တော်များတယ်တော့ဘိုင်းကြီးကပြောလို့ချင်းတစ်ဖက်စင်းနဲ့ပြောတယ်ဆိုပြီးတော့တစ်ဖက်မီဒီယာတွေကပြောမှာပါမဟုတ်စိတ်ကူးရင်ပြောတာမဟုတ်တကယ်ပြသူတို့မီဒီယာတွေကလည်းဒီလိုမျိုးထုတ်ပြတာတွေကျွန်တော်တို့ကဒီဘက်ကကြားတယ်ဘယ်လောက်ရှိမှဖြစ်နိုင်အောင်လားဆိုသူတို့မီဒီယာဘက်ကိုဘယ်လိုတင်လဲသွားကြည့်လိုက်လို့ချင်းသူတို့ကဒီလိုကောက်တင်တာမျိုးရှိတယ်အဲ့ဒါလေးကိုကျွန်တော်ပြန်လဲ sharing လုပ်ပေးတာရှိတယ်နော်ဒီနေ့ကတော့ဥက္ကဋ္ဌလာအဲ့ဒီမှာတော့တိုက်ပွဲတွေကနေပြီဆိုတော့ဒီကင်ပီနယ်ဘက်ကလည်းပဲ KNL လေးဘက်ကလည်းပဲကျွန်တော်တို့ကKB နယ်ဘက်ကတမ်းတော်ကတေးကြနာချက်တော့သူနဲ့တနင်္လာရီတိုင်းနဲ့အတူလားတော့မသိဘူးဗျနော်စခန်းတွေကတော့တစ်ခုစွန့်လွတ်နေတာပဲစွန့်လွတ်ပြီးမှပြန်ပြီးတော့လုံနေတဲ့အခါကျတော့ဘာပြပြည်သူတွေပဲလစ်နေကြတာပဲပြည်သူတွေဂျားတဲ့ခံကြရတာပဲနော်လာတိုက်မယ်ဆိုတာလဲကြိုတင်သိတဲ့အခါလာတဲ့အချိန်မှာ online ကျင်းလိုက်ချိန်မှာပြက်သားဝုန်းရိုင်းလုံးပလိုက်လို့ချင်းအညွန့်တော့မောတော့မထောင်ရမ်းမဆောင်မှစခန်းတစ်ခုဆိုပြီးအဲ့ဒါဒီဥက္ကဋ္ဌပြင်ဟောလေးစကန်လာလဲမှာသူအလဲကျသွားလိမ့်မယ်အဲ့တော့အဲ့ဒါကိုအလဲကျငါးစီမနာချင်းထိုင်ဆောင်နေလို့ကတော့ကျိုးချီပြီးတော့စောင့်နေပုံစံဖြစ်နေအောင်နော်အဲ့တော့အဲ့လေးကလည်းကျွန်တော်တို့ရှင်းပြောများကျွန်တော်တောင်းတော်ဆုံးရှုံးမှုတွေမလို့ကျွန်တော်တောင်းတော်ဆုံးရှုံးတာတိုင်းပြည်ဆုံးရှုံးတာပဲတောင်းတော်တော့ကြာဆုံးတာတိုင်းပြည်ကကြာဆုံးသွားတာပဲနော်အဲ့ဒါမျိုးလေးကိုတော့ကျွန်တော်တို့ကအထက်လူကြီးတွေသိအောင်ပြောခြင်းနဲ့သိအောင်ပြောခြင်းဆိုတာဒါတိုက်ပွဲတွေကတော့အနိုင်ရှုံးရှိတယ်ဆိုမှမမျှတတဲ့တိုက်ပွဲတွေဖြစ်နေတယ်မမျှတတဲ့တိုက်ပွဲတွေမမျှတဘူးဆိုတာကကိုယ့်ဘက်ကပြန်ပြောနေတယ်ပြောင်းပြန်ဖြစ်နေတယ်တမ်းတော်ကစိတ်အင်အားတွေရှိတယ်လက်နဲ့အင်အားတွေရှိတယ်ဒါနဲ့တိုက်လိုက်လို့မမျှတလို့တစ်ဖက်ကပြောတာမဟုတ်ဘူးဒီဘက်ကတမ်းတော်စိတ်အင်အားလည်းရှိတယ်လက်နဲ့အင်အားလည်းရှိတယ်ဒါပေမဲ့စကန်ထဲမှာရှိတော့လူတွေကနည်းနည်းပါးပါးလေးအပြင်ကလာတဲ့ခါကျ online ကျင်းလိုက်ပေါက်ဝိုင်းတိုင်းတယ်အဲ့ဒါကိုပြောတာ
အဲ့တော့ online ကျင်းလိုက်ကြီးလာတိုက်တဲ့ချိန်မှာဝန်းဆိုပြီးရှင်းထုတ်ပေးလိုက်တယ်ဆိုလို့ရှင်ဒါရှင်းတဲ့ခါဆိုရာသီဥတုအခက်အခဲတွေရှိတဲ့အနေထားတွေအခက်အခဲရှိတယ်ဒါတွေကကြိုတင်ဥဆုံးကျွန်တော်တို့ကတည်င်းကိုလက်ဦးမှုရယူပြီးချက်ချင်းဖြုတ်လိုက်လို့ရတဲ့ကိစ္စ online ကျင်းလိုက်တက်လာနဲ့ online ကျင်းလိုက်ရှင်းထုတ်လို့ရတဲ့အနေထားမျိုးပေါ့ကျွန်တော်တို့ဒါအခွင့်အချိန်ကကောင်းနေပေါ့ဒါလို့သူတို့ပွဲတွေလာကပြီဆိုတာနဲ့သူတို့ကလူအင်အားကိုအများကြီးထုတ်သုံးတဲ့အချိန်မှာဒီအချိန်မှာဖြိုလိုက်ခဏလေးပြိုတဲ့ကိစ္စတွေကြီးပဲနော်အဲ့တော့ကျွန်တော်တို့ကဆက်လက်စောင့်ကြည့်ရအောင်ပါပေါ့အထီဥက္ကဋ္ဌစကန်ကိုနော်ဘယ်ဘက်ကိုထပ်ပြေးမလဲပေါ့ဒါမှမဟုတ်အဲ့စကန်နဲ့စပြီးတော့အောင်မြင်မလားပေါ့အဲ့ဥက္ကဋ္ဌပြီးဟောလေးတို့ပါညာဆက်သွားမလားပေါ့ဒါတော့ကျွန်တော်တို့ကစေရေးချင်းနေရစောင့်ဆက်လက်ဆက်ကြည့်ရမှာပေါ့နော်အဓိကတော့တိုင်းပြည်ကိုတော့ကျွန်တော်တို့ကမဆုံးရှုံးစေချင်ဘူးကြာတိုက်ပွဲဆုံးရှုံးတာတိုင်းပြည်ဆုံးရှုံးတာနဲ့အတူတူပဲအစိုးရဘယ်ပြည်နယ်တိုင်းမှာအစိုးရရန်နေရမရှိတာရှိလို့လားလို့မေးရင်တော့မရှိဘူးဒါပေမဲ့အဲ့ဒီပြည်နယ်တွေမှာပဲပြည်သူတွေပဲဒုက္ခရောက်ကြတာလက်နဲ့လာတိုက်ပွဲတွေဖြစ်တယ်ပြည်သူတွေရဲ့စီးပွားရေးတွေလူမှုရေးတွေအကုန်လုံးဟိုနှုံချပြီးပညာရေးအကုန်စုပ်ပြတ်တတ်ကုန်တာပဲနော်အဲ့တော့ကျွန်တော်တို့အဲ့တိုက်ပွဲတွေကိုမဖြစ်စေချင်ဘူးငြိမ်းချမ်းရေးတကယ်လိုချင်တယ်ဆိုတိုက်ပွဲကိုတခါတည်းအပြတ်နှံအောင်တိုက်မှငြိမ်းချမ်းရေးရအောင်သူတို့လည်းငြိမ်းချမ်းရေးပြလိုက်မင်းတို့တခါတည်းအပြီးချေပြီးသွားပြီဆိုသူတို့ငြိမ်းချမ်းရေးပဲသူလည်းပြန်လာမှတိုက်တော့သူလည်းဘာမှလည်းမတော့အေးစေးပဲအဲ့ထဲမှာနေသွားလိမ့်မယ်။နောက်မို့ဆိုတော့တနက်ကင်နာလို့တန်းတဲ့တော့ဘူးမှမယုံကြည်ဘူး။နော်ငြိမ်းလဲမှဆိုငြိမ်းလဲလို့နောက်လဲကြလဲကြောက်သူတို့ကဘာဖြစ်လဲဆိုတော့ဒီအစိုးရအဖွဲ့ဝင်မျိုးတွေလှုပ်လဲပြီးလဲပြီးတော့တက်တော့အာနာထိန်းတဲ့ခါကျသူတို့လည်းဟိုလွတ်ဒီလွတ်မှာဆိုပြီးတော့သူတို့ကလည်းအဲ့ဒီတော့ဘယ်တော့မှဟိုနေဖြစ်မှာမဟုတ်ဘူး။ငြိမ်းယူမှာမဟုတ်ဘူး။ပြီးတော့နောက်တစ်ခုတောင်းတော့ချီနေပြီလို့သူတို့ကထင်နေတယ်အဲ့တော့တောင်းတော့ဝိုင်းတိုက်မှဆိုတဲ့အနေထားမျိုးတွေးနေပြီးတော့မှလုံနေပြီးတော့တောင်းတော့ဒီဘက်ကငင်းကျင်းကြီးတွေပဲပြောနေတဲ့ခါကျပို့ပြီးအထင်သေးစရာမျိုးသူတို့စိတ်ထဲမှာဖြစ်လာတဲ့လို့ကျွန်တော်အနေနဲ့ယူဆမိတယ်အဲ့တော့တောင်းတော့ကငင်းကျင်းကြီးတကယ်လိုချင်ပါလဲဆိုစစ်ပွဲနိုင်အောင်တိုက်မှဒါငင်းကျင်းကြီးရမှာတေချာသွားအေးချမ်းသွားမယ်နိုင်တိုက်ပြီးအေးချမ်းသွားအဲ့တော့တိုက်ပြီးအေးချမ်းဖို့အတွက်ကိုကျွန်တော်တို့ကပြောတာလည်းဖြစ်တယ်ပေါ့နော်ညောင်ခကြီးအေးဆွေးဆက်မှာဆိုဒါမလမြိုင်ဘက်ကနေပြီးရန်ကုန်လာတဲ့ဟိုတက်စီကားရှိမယ်အဲ့တက်စီကားကိုဆစ်လိုက်တဲ့အချိန်မှာပစ္စတိုပိုးလဲလာနေတော့ရလက်နဲ့တွေဒါရန်ကုန်တော်စိတ်ဝင်တော့နော်ရန်ကုန်တော်စိတ်ဝင်တော့မယ်အဲ့တော့ဒီဟိုကျွန်တော်တို့ပြောချင်တာကဒီအခုရွေးကောက်ပွဲမှာတိုင်ရင်မှာဒါသူတို့ရဲ့လှုပ်ရှားမှုအကြမ်းဖက်တွေလှုပ်ရှားမှုရှိတယ်အဲ့ဒါလည်းပဲရန်ကုန်ကတေးကြစနစ်တကျလေးနဲ့ပေါ့နော်ဒါလုံခြုံရေးတွေကိုတော်တော်ကောင်းကောင်းဆိုလို့ရှင်တော့အသက်ပေးဆက်မှုမရှိကြဘူးလို့ပဲပြောချင်ပါတယ်တော်ကြတော့ဟိုပြိတ်သက်လိုက်တယ်တေသွားပြီးတော့မှအမှုပြန်လိုက်တေသွားပြီးအမှုပြန်လိုက်ဆိုတော့အဲ့လိုမျိုးဖြစ်တယ်ဆိုရင်အလကားပေးဆက်ပြီးတော့မလိုလားအပ်နဲ့သွားကြတဲ့သူတွေများတာပေါ့အဲ့တော့ကြိုတင်ကောက်ွယ်မှုပြလက်ဦးမျိုးရယူနိုင်ပါစေလို့ပြောနေအားလုံးကိုကြမ်းပါပါစေချမ်းသာပါစေဗျာမိုးကုတ်မှာလည်းဆိုလို့ရှင်လည်းပဲဒါအရှိပိုင်းမှာမင်းသားရက်ကွက်မှာရေတွေမြုပ်နေအဲ့တော့ပလောင်တွေကလည်းအဲ့နာမလာဘူးပလောင်တွေလည်းအဲ့နာမလာနေရာတိုင်းမှာတော့ပြည်သူလူထုတွေကဒုက္ခတွေပဲစစ်ဘေးဒုက္ခအဲ့မိုးကုတ်ဆိုစစ်ဘေးကတမျိုးဒီဟိုရေဘေးကတမျိုးမီးဘေးကတမျိုးငလင်ဘေးကတမျိုးတော်တော်မျိုးမျိုးတွေဖြစ်နေကြပါတော့အဲ့တော့ကျွန်တော်တို့မြန်မာပြည်အများဆုံးအေးချမ်းဖို့မျှော်လင့်နေပြောခြင်းဖြစ်ပါတယ်အားလုံးကျမ်းပါပါစေချမ်းသာပါစေဗျာနောက်တဦးသားတွေမရှိပါဘူးဗျာနော်မင်္ဂလာပါဗျာမင်္ဂလာပါဒါတည်းအခုကဒါကျွန်တော်ဒီနေ့30ရက်နေ့6လ2025ပေါ့ဒါဒုတိယဖိုင်လို့ပဲပြောရမှာပေါ့ဒီဖိုင်ကအဓိကပြောချင်တာကကျွန်တော်မြကြီးနားညီလေးတယောက်ကနေပြီးတော့မှဒီကဆမ်းမရောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောတာရှိတယ်စီးပွားရေးလုံနေတာလားပရိုက်တာလုံနေတာလားတဲ့မေးတယ်မေးတော့အညီလေးလည်းတည်အောင်အကုန်လုံးလည်းတည်အောင်လို့ကျွန်တော်ဒီစကားလေးပြောပြစေကျွန်တော်ကဒီကိစ္စဒီစီးပွားရေးလည်းမဟုတ်ပါဘူးပရိုက်တာလည်းမဟုတ်ပါဘူးနှစ်ခုစလုံးပါတစ်ခုမှမဟုတ်ပါဘူးဒါတစုံကိုဟိုဒီတိုင်းတိတက်ဝယ်လို့ရှိရင်3000နဲ့ဝယ်ယူလို့ရတယ်အပြင်မှာတော့3000ဝယ်လောက်ရှိတယ်အခုဈေးတွေကလည်းမတရားတက်နေတာရှိတယ်ဟိုတစုံ3000နဲ့ရောင်းတာလဲကျွန်တော်အများကြီးရလို့လဲရောင်းတာမဟုတ်ပါဘူးဒါစီးပွားရေးရောင်းမယ်ဝယ်မယ်ဆိုလို့ကျကျွန်တော်အမှုပညာနဲ့ပဲစီးရေးအကြောင်းအရာနဲ့ကျွန်တော်မျှဝေလို့ရှိရင်စစ်ဘောမှဖြစ်နေတယ်စစ်လော်ဘီဖြစ်နေတယ်ဆိုဘယ်သူမှကျွန်တော်စရာဝယ်ယူတဲ့သူမရှိပါဘူးရှားတယ်တော်တော်ရှားတယ်တလားနေလုံးမှတစုံနှစ်စုံမရှိပါဘူးအဲ့ဒါလဲစီးပွားရေးမှဖြစ်ပါကျွန်တော်တို့ဒီဘက်အမှုပညာမှာဆိုရင်ဒါဟုတ်တယ်မလားဘလို့နီးနေမှဆိုစီးပွားရှာလို့ရသို့တော်လည်းပဲကျွန်တော်ရဲ့စီးပွားရေးတောင်ကျွန်တော်ဘာတစ်ခုမှမလုပ်ဘဲနဲ့ဒီကျွန်တော်တောင်းတော်ဘက်မှာစီရေးအကြောင်းအရာလေးတွေကိုဘာလို့ပြည်သူတွေပြန်မြောက်လို့လဲဆိုတော့စစ်ပေးရှောင်နေတဲ့ဒုက္ခရောက်နေတဲ့ပြည်သူမောင်နှမတွေညီကိုမောင်နှမတွေဒါစိတ်ချမ်းသာစေခြင်းတဲ့ဘိုင်းရှိတယ်လိုအပ်တော့ကူညီပေးခြင်းတဲ့အပိုင်းရှိတဲ့အတွက်ကျွန်တော်ဒီဘက်မှာလှုပ်ဆောင်ပေးတာဖြစ်ပါတယ်เนาะဒီဟာတစ်စုံကို3000နဲ့ဆိုလို့ရှိရင်10စုံဆိုလို့ရှိရင်3သိန်းမှုရှိပါတယ်ကန်ဆယ်မဲ့တစ်ဆောင်ကို3000နဲ့ရောင်းလို့ရှိရင်အဆောင်100စုံငွေ3သိန်းရအဲ့3သိန်းရလည်းပဲကျွန်တော်ကလှူတာပါဗျာเนาะအဲ့ငွေ3သိန်းရလည်းပဲ
ကျွန်တော်တို့စီးပွားရေးလည်းမဖြစ်ပါဘူးကျွန်တော်တလားကုန်ကြကုန်ရ4-50 သိန်းလောက်ရှိတယ်ကျွန်တော်မန်နေဂျာတွေကိုလိုအပ်တဲ့ accessory တွေဝယ်ရတာရှိတယ်เนาะဒီကျွန်တော်ရတဲ့ပတ်စံ3သိန်းကတက်မတော်သားတွေဖုန်းဟိုပေါ့เนาะရှည်တန်းမှာရောက်တဲ့ခါကျဖုန်းဖေးဝယ်လို့လည်းမရဝယ်လို့မရတဲ့ခါကျတော့သူတို့ပဲကိုကြီးတောင်းတယ်ဆိုတော့ကိုကန်ရဲကိုဆိုလာပြီးတော့ဖုန်းဆက်ပြီးတော့တောင်းလိုက်ဖုန်းဆက်ပြီးတော့စာရီနဲ့ပိုးလိုက်အောင်လည်းပဲဒါအများကြီးပဲတနေ့နဲ့တနေ့ကိုပြီးတဲ့ခါကျတော့စစ်ဘေးရှောင်းတယ်ဆိုတော့မိုးတွေရွာလို့တာလပတ်မရှိတာလပတ်လေးပဲဝယ်ပြီးပါကျွန်တော်တို့ဒီဟာလေးပြတ်သွားလို့ပါဒါလေးပြည့်သွားလို့ပါပတ်စံ online မှာဖြစ်လို့ပါစားဖို့စံနေပြီဒါလေးကအများကြီးပဲအဲ့ဒါလေးတွေကိုကျွန်တော်တက်နိုင်တာလေးတွေကျွန်တော်လုပ်ပေးတာလေးပဲဖြစ်ပါတယ်အဲ့ဒါကျွန်တော်တို့စီးပွားရေးလည်းမဖြစ်ဘူးပရိုက်တာလည်းတော့မဖြစ်ဘူးဒါပေမဲ့ကျွန်တော်လှူဒန်းတာလေးတော့ဖြစ်တယ်အခုကျွန်တော်မဲတစ်ဆောင်3000နဲ့ရောင်းပေးတယ်ဆိုတာလည်းပဲကျွန်တော်မဲဝယ်တယ်လို့သဘောမထားဘဲနဲ့ဒါကျွန်တော်တို့စစ်ပေးရှောင်းတွေကိုဒါလှူဒန်းပေးတယ်လို့ပဲကျွန်တော်ကမြင်စေချင်ပါတယ်เนาะဒီမဲတစ်ဆောင်3000နဲ့ဥမာပေါ့ပထမဆုံးပေါက်တယ်ဆို3000ရတယ်ဆိုမိမိရဲ့ကန်တရားရ3000ရတာပျော်စရာပေါ့เนาะအဲ့လိုလေးပဲပျော်ပွဲရှင်ပွဲပုံစံမျိုးလေးပဲလုပ်ပေးတာပါဒါကလည်းစီးပွားရေးလည်းမဖြစ်တယ်လို့ဘာမှမဖြစ်ပါဘူးเนาะပရိုက်တာလည်းမဖြစ်ပါဘူးအဲ့အရာလေးတော့ညီလေးသိအောင်ပြောချင်ပါတယ်တကယ်လို့ညီကောင်မောင်တွေဒါကျွန်တော်ကလည်းပြန်လှူမဲဟာလေးတွေဖြစ်နေတဲ့အတွက်ပေါ့ဒါကိုညီလူတန်းပေးတဲ့သဘောလဲကြောက်ရတယ်ကန်ဆယ်မဲကိုဝယ်ပေးတဲ့ဆိုလို့ကျွန်တော်ရဲ့မန်နေဂျာဖုန်းနံပါတ်ပေါ့နော်399685331420ကိုဒါဆက်သွယ်ပြီးတော့ကန်ဆယ်မဲလေးအားပေးပါအောင်လို့ပြောချင်ပါတယ်ဗျာကျွန်တော်အလူခံနေတဲ့သူတွေကအများကြီးပဲဗျာကျွန်တော်ပြန်ပြီးတော့လူပေးခြင်းလို့ပါကျွန်တော်ကသူများစီမှာအလူတစ်ခါအောင်ခံဘူးအလူတစ်ခါမှမခံတဲ့အတွက်အလူလည်းမခံပါဘူးเนาะပြီးတော့ကျွန်တော်ကလည်းဒီ TikTok အကောင့်မှာတုံးတယ် Facebook တွေမှာလည်းFacebook တွေမှာလည်းတွေ့ပါတယ်ကျွန်တော်ပုံနေဒါမဲ့ကျွန်တော်သိအောင်လို့ပြပါမယ်ကျွန်တော်ဘယ်သူမှအလူမခံပါဘူးเนาะကျွန်တော်စီကိုဓာတ်ရိုက်ပြောချင်တယ်ဓာတ်ရိုက်ကျွန်တော်နဲ့စကားပြောချင်တယ်ဆိုလို့ရှိရင်ဟို399652454485ဖုန်းကိုခေါ်ဆိုလို့လည်းရတယ်လို့ကျွန်တော် Viber နဲ့ရေးပြီးပြောထားလို့ရပါတယ်ဖုန်းမကင်ပြရင်လည်းပဲကျွန်တော်တို့ဒါကင်ပြတဲ့အချိန်ကြားလို့ဆိုရင်ကျွန်တော်ပြန်ကင်ပြီးပြန်လည်းဖြေချပြီးတော့ပြန်လည်းဖြေချပြီးပါမယ်ဒါကိုကန်ဆန်းမဲ့တစ်ဆောင်3000ရောင်းတာလည်းပဲအဆောင်100ဆိုမှ3သိန်းရတာကအဲ့ဒါကျွန်တော်အခုစစ်ဘေးရှောင်းနဲ့အခက်အခဲဖြစ်မိုးရွာနေလို့အခက်အခဲဖြစ်နေဆိုတော့ကျွန်တော်ပြန်လူပေးခြင်းလို့ပါဒါကျွန်တော်တော်ကြာမှပါတော်တော်လတော့ဘယ်နှလလောက်ရှိ2လလောက်ရှိပြီတဲ့ကျွန်တော်ဂျားထဲမှာကျွန်တော်ရှိတာပဲလှူတာအခုဒါသူအခက်အခဲလိုအဲ့လိုကျွန်တော်စီမှာလည်းနည်းနည်းလောလောဆယ်ကဟိုနည်းနည်းအခက်အခဲဖြစ်နေလို့ဒါလေးကိုကျွန်တော်ထုတ်ရောင်းပေးတာဖြစ်ပါတယ်ဗျာအားလုံးကျမ်းပါပါစေချမ်းသာပါစေပေါက်တဲ့လူကိုလည်းပဲပိုင်ရဲကို9ရက်နေကြလို့ရှိရင်9ရက်9လ2025ကြာရင်ကန်ဆယ်မဲဖွင့်ပေးပါမယ်ပြီးရင်ပိုင်ရဲလက်ဆောင်တွေနဲ့တက်တက်အများကြီးထပ်ပေးပါမယ်အားလုံးကျမ်းပါပါစေဗျာ